ဘဲ home plans မြန်မာပစ္စည်းအကြောင်းဒီနေ့ပြောပြမယ်ပထမဆုံးပစ္စည်းလေးဆိုရင်တော့ဘဲမှာလူကြိုက်အများဆုံးနဲ့ရောင်းအောင်အကောင်းဆုံးဖြစ်နေရဲ့အသားကျိတ်ဆက်လေးပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင် step 2ခုနဲ့ကျိတ်လို့ရမယ်ဓာတ်တော့နှစ်ဆင့်ပါဝင်နေပြီးတော့ဓာတ်ကအထက်မှာအပေါက်ကလေးပါတယ်ပြောမယ်ဆိုရင်တော့တန်ရှင်းလောက်အရန်လွယ်ကူပဲသူ့အကျယ်ကတကယ်ကိုကျယ်တယ်ပြီးတော့အထက်မှာဆိုလို့ရှိရင်2လီတာထိထည့်လို့ဆန့်တယ်အဲ့တော့အသားတွေအများကြီးထည့်ပြီးတော့ကောင်းကောင်းကျိတ်လို့ရတယ်ပြီးတော့သူကဖန်အထူသားကိုသုံးပေးထားတယ်ဒီဘက်မှာဆိုရင်လည်းလက်ကင်ခိုင်းပါတယ်လက်ကင်ခိုင်းပါရတဲ့အားသာချက်ဆိုလို့ရှိရင်သူကပြုတ်မကြဘူးကင်ထားရတာအဆင်ပြေချော်မကြဘူးဒီပစ္စည်းလေးရဲ့ဈေးနှုန်းလေးကတော့3,500ကျပ်ပဲဖြစ်ပါတယ်ရှင်နောက်ထပ်ပစ္စည်းလေးကတော့ multiple သုံးလို့ရတဲ့ hot pot အိုးလေးပဲဖြစ်ပါတယ်ဒီ hot pot အိုးလေးတစ်လုံးနဲ့3မျိုးလောက်စားလို့ရတယ်ဘာလို့လောက်စားလို့ရရလဲဆိုတော့ခါရဲကိုသူက hot pot လောက်စားကြမယ်ပေါ့ပါသုံးလို့ရတယ်ပြီးတော့အကင်လို့ရတယ်ဒီဘန်းလေးကအကင်ဘန်းအဲ့တော့တခါရဲအသားကင်တွေလည်းလှုပ်ရှားလို့ရတယ်နောက်တစ်ခုကဖတ်ထုတ်တွေပေါင်းလို့ရတယ်ဘာတွေထည့်ပေါင်းမလဲပေါက်စီဖတ်ထုတ်တွေအကုန်လုံးထည့်ပေါင်းလို့ရတယ်တစ်မျိုးတည်းနဲ့3မျိုးသုံးလို့ရတယ်နေရာလည်းမယူဘူးအရန်လည်းအဆင်ပြေရပြီးတော့ဒီမှာမီးကို adjust လုပ်ပြီးတော့သုံးလို့ရတယ်ပြုတ်နေတဲ့အချိန်ကင်နေတဲ့အချိန်မီးကိုလည်း adjust လုပ်လို့ရတယ် brandy တစ်နှစ်ပါဝင်နေဈေးနှုန်းလေးကတော့4,300ကျပ်ပဲဖြစ်ပါတယ်ရှင်နောက်ထပ်ပစ္စည်းလေးကတော့မြန်မာနိုင်ငံမှာအခုနောက်ပိုင်းလူကြိုက်အရန်များလာတဲ့ air fryer လေးပဲဖြစ်ပါတယ်ဘဲ air fryer ရဲ့အားသာချက်အနေနဲ့ဆိုလို့ရှိရင်တော့သူအပေါ်မှာ chicken wing တွေဒီဟာတွေအကုန်လုံးကိုပေါ့နော်ဘယ်နှမိနစ်ထားပြီးတော့กินရမလဲပေါင်းရမလဲဆိုတဲ့ဟာကိုတစ်ခါရဲ့မိနစ်တွေအညွှန်းနေပါပြီးသားအထဲကိုတစ်ခါရဲ့ transparent ဖြစ်ပြီးတော့မြင်ရတယ်အထဲမှာမဖြစ်နေလဲဆိုတော့အကုန်လုံးမြင်ရတယ်ပေါ့နော်နောက်ထပ်အားသာချက်တစ်ခုရှိသူ့အားသာချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီထဲမှာသုံးပေးထားတဲ့ basket လေးက quality အရန်ကောင်းတယ်တန်ကြီးတက်တာတွေလုံးဝမဖြစ်ဘူးဒီဟာလေးကတကယ်ကိုကောင်းတဲ့အတွက်ကြောင့်မလို့အစားအသောက်တွေတင်တဲ့နေရာမှာစိတ်ချရတယ်နောက်ပြီးတော့ဘဲမှာဆိုလို့ရှိရင်အပူချိန်ကို adjust လုပ်လို့ရတယ်တိုင်မာရေးပေးလို့ရတယ် adjust လုပ်လို့ရတယ်ပေါ့နော်ဈေးနှုန်းလေးစင်ရဆိုလို့ရှိရင်တော့4,200ကျပ်ပဲဖြစ်ပါတယ်ရှင်နောက်ထပ်ပစ္စည်းလေးကတော့ထမင်းပေါင်းလေးပဲဖြစ်ပါတယ်ဒီထမင်းပေါင်းလေးဆိုလို့ရှိရင်တစ်တစ်ကြစ်ကြစ်ကလေးနဲ့နေရာလုံးဝမယူအရန်ချစ်စရာကောင်းတယ်ပြီးတော့သူ့ရဲ့အထင်းမှာသုံးပေးထားတဲ့အိုးကတခြားအိုးတွေနဲ့မတူဘဲနဲ့သူ့အထင်းမှာကျွေအိုးကိုသုံးပေးထားတယ်ကျွေအိုးဆိုတော့စီးကြောတာလည်းလွယ်ကူတယ်ပြီးတော့ကျွေအိုးနဲ့လုပ်ထားတဲ့ဒီအိုးတွေကထမင်းကပို့ပြီးတော့အရသာရှိလေးနဲ့တယ်ရသာရှိလို့ခံစားရတယ်ပေါ့နော်ပြီးတော့ဒီအိုးကထမင်းတစ်မျိုးတည်းချက်လို့ရမှာမဟုတ်ဘူးပါမုတ်တွေကိတ်မုတ်တွေအထိပါဖုတ်လို့ရတယ်စံပြုတ်တွေပါတွေကတော့ပုံမှန်အိုးရည်လုပ်လို့ရတယ်ဆိုတော့ထပ်မပြောတော့ဘူးဒါကပါမုတ်တွေကိတ်မုတ်တွေအထိပါဖုတ်လို့ရတယ်ဈေးနှုန်းလေးနေနေဆိုရင်တော့3,500ကျပ်ဖြစ်ပါတယ်ရှင်နောက်ထပ်ပစ္စည်းလေးကတော့ဘဲရဲ့ electric kettle လေးပဲဖြစ်ပါတယ်ဒီအိုးလေးရဲ့အားသာချက်ကသူ့မှာလုံးဝကော်သားမပါဝင်ပါဘူးအထက်မှာတုံးထားတဲ့အကုန်လုံးက304 steel ဖြစ်ပါတယ်304 steel ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချရတယ်ပြီးတော့ကျန်းမာရေးအတွက်ကိုက်ညီရပေါ့နော်ဘယ်လောက်ထိအောင်မှကောင်းမွန်လဲဆိုလို့ရှိရင်တော့မွေးခင်းစားကလေးတွေကိုအသုံးပြုဖို့အတွက်တောင်မှဒီအိုးကအဆင်ပြေတချို့ steel မဟုတ်တဲ့အိုးတွေဒါမှမဟုတ်ကော်သားပါဝင်တဲ့အိုးတွေဆိုလို့ရှိရင်ကလေးတွေအတွက်အနေနဲ့ဖြစ်နိုင်တာတွေ့ရှိရဲဒါပေမဲ့ဘဲရဲ့ဒီအိုးလေးမှာတော့အဲ့လိုမျိုးလုံးဝမရှိပါဘူးရှင်ဈေးနှုန်းလေးနေလဲဆိုလို့ရှိရင်လည်း3,400ကျပ်ပဲရှိပါတယ်နောက်ဆုံးပစ္စည်းလေးကတော့ဘဲရဲ့ချစ်စရာကောင်းတဲ့မီးဘူးလေးပဲဖြစ်ပါတယ်ရှင်ဘဲရဲ့ပစ္စည်းတိုင်းမှာဒီလိုမျိုးမြန်မာစာရောအင်္ဂလိပ်စာရောပါဝင်တဲ့ instruction လေးတွေပါဝင်ပါတယ်ဒီမီးဘူးလေးဆိုလို့ရှိရင်180 degree လှည့်ပြီးတော့အသုံးပြုလို့ရတယ်အစိုးရောအချောက်ရောတိုက်လို့ရတယ်ပြီးတော့အထဲမှာသူကရေငွေ့နဲ့တိုက်လို့ရအောင်လို့ရေထဲတဲ့အကန့်လေးလည်းပါဝင်တယ် Brandy ဆိုလို့ရှိရင်လည်းတစ်နှစ်ပါဝင်ပါတယ်ဈေးနှုန်းလေးနေနေဆိုတော့3,900ကျပ်ပဲဖြစ်ပါတယ်ရှင်အခုညီမပြပေးခဲ့တဲ့ပစ္စည်းလေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူချင်နေဆိုရင်တော့ Bell Home Appliance မြန်မာ Facebook page ရဲ့ chat box နဲ့ဖုန်းနံပါတ်400 1180 43ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါပြီရှင်